Okay ဆိုတော့ကျွန်တော်တို့ဒီနေ့ဘာပုံဆွဲမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီကျွန်တော် internet ရှာရတဲ့ reference ဒီ 2D sketch ကိုကျွန်တော်တို့ solid world ထဲမှာ 3D ပုံစံကျွန်တော်ပြောင်းကြမယ်ဆိုတော့သူ့မှာလိုအပ်တဲ့ dimension တွေအကုန်လုံးလည်းပါပြီးသားဆိုတော့ကျွန်တော်တို့ဒီ 2 feature လေးသုံးပြီးတော့ကျွန်တော်တို့ဆွဲကြမယ် Okay စဆွဲဖို့အတွက်ဘယ်ကနေစဆွဲရင်ပိုလွယ်မလဲဆိုတော့ကျွန်တော်တို့ကဒီ base ကနေအရင်စဆွဲမယ်เนาะ base 120 base 120 52ဆိုတော့အဲ့ဒီ base အရင်အပြားကိုအရင်ဆွဲလိုက်မယ်ဆိုတော့ကျွန်တော်ဟိုဘက်မှာเนาะပိုနေတဲ့ဒီ10အောက်အသားလေးလည်းရှိတယ်ဆိုတော့အဲ့ဒါကိုလည်းမေးလို့မရအောင်အရင်ဆုံးဒါပေမဲ့ကျွန်တော်တို့က base ကိုအရင်ဆွဲလိုက် base ကိုအရင်ဆွဲပေါ်မှာသူရဲ့ပိုနေတဲ့အသားလေးကိုကျွန်တော်တို့ဆွဲကြမယ် Okay ဆိုတော့ကျွန်တော်တို့ဒီ solid world ထဲဝင်မယ်ကျွန်တော်ဒီမှာ solid world သုံးထားတော့2021ကိုသုံးထားတယ်ဆိုတော့ကျွန်တော်ကဘယ်ကနေစဆွဲခြင်းလဲဆိုလို့ရှိရင်ကျွန်တော် top plane ကနေဆွဲခြင်းတယ်ဆိုတော့ top ကိုရွေးလိုက်မယ်ပြီးလို့ရှိရင် rectangle မှာကျွန်တော်က center rectangle ကိုယူမယ် center rectangle ယူမယ်ဒီကောင်က120ထားမယ်ဒီကောင်52 Okay ဒီမှာသုံးထားတဲ့ unit ကကြတော့ကျွန်တော်က millimeter ကိုပဲကျွန်တော်သုံးထားတယ် inch တွေပိုင်းနဲ့ကျွန်တော်မသုံးထားဘူးခက်တေးတေးပဲလိုချင်တာမို့လို့ Okay ဆိုတော့ကျွန်တော်တို့အပေါ်ထပ်တက်မယ်အပေါ်ထပ်တက်ဖို့အတွက် extruder box ကိုသုံးမယ်ဆိုတော့ဘယ်လောက်ထပ်တက်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ပုံလေးသွားကြည့်မယ်15ထပ်တက်မယ်15ထပ်တက်မယ်ဆိုတဲ့အတွက်ကျွန်တော်တို့က15ကိုဒီမှာ measurement မှာကျွန်တော်15တစ်ခါပြီးပြီးသားဆိုတော့15သွားလိုက်မယ် Okay ဒါလေးရပါပြီရပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီအနောက်ဘက်ကိုထပ်သွားမယ်နော်အနောက်ဘက်ကိုထပ်သွားမယ်နောက်ဘက်မှာသူက dimension ဘယ်လောက်လဲဆိုလို့ရှိရင်သူကဒီလိုမျိုးအလျားကြတော့ဘယ်လောက်ပေးထားလဲဆိုလို့ရှိရင်သူက60အလျား60ရှိရပြီးလို့ရှိရင်အနံကဘယ်လောက်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်သူ့ဒီအတိုင်းပဲ52ပဲရှိရပေါ့ Okay ဆိုတော့52နဲ့တော့မဟုတ်ဒီကောင်50နဲ့လို့ကျွန်တော်နည်းနည်းသိမသေးကွယ်ဟုတ်ကဲ့50နဲ့52နဲ့ကိုကျွန်တော်တို့ဒီ rectangle ဆွဲလိုက် rectangle ဆွဲဖို့အောင်မှာသူ့အပေါ်မှာကျွန်တော်အခုံးတက်လိုက်မယ်ဆိုလို့ရှိရင်ဒါသူ့ပုံစံလေးရပါပြီဒါတော့ကျွန်တော်တို့ဒီ rectangle ကိုအရင်ခေါ်လိုက်မယ်ဆိုတော့ဒီကနေစဆွဲမယ်ကျွန်တော် corner ကနေပြင်ယူလိုက်မယ် corner ကနေပြီးတော့ TU ဒါတော့52ဆိုတော့လောက်စရာမလိုတော့ဘူးဒီကောင်50 Okay 50ရပြီပြီးလို့ရှိရင်အပေါ်တက်မယ်ပေါ်ဘယ်လောက်တက်မလဲဆိုလို့ရှိရင်ကျွန်တော်တစ်ချက်သွားပြီးတော့ scale ကြည့်ရမယ် Okay scale ကြည့်မယ်ဆိုလို့ရှိရင်သူကဒီအောက် base အပြားနေအပေါ်ထိယူထားတာကျွန်တော်ခုနက15ယူထားတာ15အောင်မှာသူကဒီ circle ရဲ့အလယ်မှာက whole base ကနေပြီးတော့ဒီ circle အလယ်ထိက30ယူထားတယ်တဲ့ဆိုတော့30ယူထားရဆိုလို့ရှိရင်ကျွန်တော်တို့ဒီ base ကိုနှုတ်လိုက်ရမယ်ဆိုတော့30တဲ့က15နှုတ်လိုက်လို့ရှိရင်ကျွန်တော်15ကျန်မယ်ဆိုတော့အပေါ်ကို15ထပ်တက်မယ် Okay ဆိုတော့ကျွန်တော်တို့အပေါ်ကို15ထပ်တက်မယ်15တက်ပြီးသားပဲဆိုတော့ပါမလို့တော့ဘူး15ပြီးသွားပြီ Okay ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကိုကျွန်တော် edit sketch လုပ်မယ်ဘာလို့လဲဆိုတော့ကျွန်တော်စာကလေးဆွဲတော့မှာဆိုတော့စာကကကျတော့ဘယ်လောက်လဲဆိုတော့50ပဲဆိုတော့50ဆိုတော့ကျွန်တော်ဒီကနေပြီးတော့အလယ်မြင့်ကနေပြီးတော့စာကအခုံးကြီးတစ်ခုဝိုက်လိုက်မယ်ပြီးတော့မှအလယ်ကစာကအသေးလေးကိုသွားမယ်စာကလေးသေးကကျတော့အလယ်မှာ30 Okay ဆိုတော့50ရယ်30ရယ် Okay ရပြီစာကယူလိုက်မယ်ပြီးလို့ရှိရင်ဒီကောင်ဒီကနေပြီးတော့ဒီထိ Okay ဗျာပြီးလို့ရှိရင်ဒီဘက်ကနေပြီးတော့ဟိုဘက်เนาะဒါ direction မှာနေတော့ဟိုဘက်သွားမယ်ပြီးလို့ရှိရင် up to surface ဘယ် surface လဲဆိုလို့ရှိရင်ဒီဘက် surface ထိသွားမယ် Okay ရဆိုရင်ဒါလေးရပါပြီဆိုလို့ရှိရင်အလယ်မှာကျွန်တော်တို့ဖောက်မယ်အလယ်မှာဖောက်ဖို့အတွက် second တော့လုံးထပ်ယူမယ်အလယ်မြင်းလေးကိုတင်လိုက်လို့ရှိရင်သူ့ဟာသူအလယ်စံလေးထွက်လာလိမ့်မယ်ဆိုတော့ဒီကောင်က30 diameter 30ဖြစ်တဲ့အတွက်ကျွန်တော်30သတ်မှတ်လိုက်မယ်ဖြတ်ဖို့အတွက်ကျွန်တော်ရှေ့ရပြီးမှပြောထားခဲ့တဲ့ extruder cut ကိုသုံးမယ်လို့ရှိရင်ဟိုဘက်ကိုထုတ်ချင်းပေါက်ဖြတ်မယ်ဆိုတဲ့အတွက်ကျွန်တော်တို့က up to next လေးရတယ်ဗျာ Okay ဒါလေးရပါပြီနော်ဟိုဘက်ဒီဘက်အပေါက်လေးဖြတ်သွားပြီဟုတ်လားကျွန်တော်တို့ချက်ပြန်သွားကြည့်မယ်ဟုတ်တယ်ကျွန်တော်တို့ဒီမှာအပေါက်လေးရသွားပြီ Okay
ဆိုတော့အပေါက်လေးရသွားပြီဆိုလို့ရှိရင်ကျွန်တော်ဘာထပ်သုံးမလဲဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ဟိုဘက်မှာရှိရစလောက်ဆက်နှစ်ကိုကျွန်တော်ဆွဲမယ်နော်စလောက်ဆက်နှစ်ကိုဆွဲဖို့အတွက်ကျွန်တော်တို့ solid water ပြန်သွားမယ်ပြီးလို့ရှိရင်ဒီဘက်ကနေပြီးတော့ကျွန်တော်မျက်နှာပြင်ယူလိုက်မယ် okay ဒီကနေပြီးတော့က okay လူမျိုးယူတိုင်းမယ်ပြီးလို့ရှိရင်ဒီတန်းနဲ့ဒီကောင်းနဲ့ကိုကျွန်တော်ဗာတတ်မှတ်မယ်ဆိုလို့ရှိရင်တန်းချန်တတ်မှတ်လိုက်မယ် okay တန်းချန်တတ်မှတ်လိုက်ရင်ရပါပြီပြီးရင်ကျွန်တော်တို့ဗာယူလဲဆိုလို့ရှိရင်circuit နောက်တစ်လုံး circuit ကျွန်တော်ဒီမှာ2တစ်ခုထပ်သုံးပြမယ်2တစ်ခုကဗာလဲဆိုလို့ရှိရင် convert entity ဆိုတဲ့ဟာသုံးလိုက်မယ်ဆိုတော့ဒီကောင်ရယ်ဒီကောင်ရယ်ဒီကောင်လေးရသုံးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ okay เนาะဟွာရပါပြီကျွန်တော်လိုက်ပြီးဆွဲနေကြမှာလို့ command entity ဆိုလို့ရှိရင်ဆွဲနေကြမှာလို့ဆိုတော့ဒီဘက်မှာ block လေးဖြစ်သွားပြီ block လေးဖြစ်သွားပြီဆိုတော့ကျွန်တော်ဘာထပ်သုံးလို့ရမလဲဆိုလို့ရှိရင် extrude boss ကိုထပ်သုံးလို့ရပြီ okay direction မှာဒီဘက်သွားမယ်ဆိုတော့ဘယ်လောက်လဲဆိုလို့ရင်ထပ်သွားကြည့်မယ်သွားဆက်နှစ်တယ် okay ဆက်နှစ်ဆိုတဲ့အတွက်ကျွန်တော်တို့ဆက်နှစ်ကို dimension ပေးလိုက်မယ်ဆက်နှစ်ပြ okay ဆက်နှစ်ရပါပြီ okay ဒီမှာဆက်နှစ်လေးရပါပြီဆက်နှစ်လေးရပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ဗာထပ်ပြီးတော့ကြည့်မလဲဗာကြံသေးလဲဆိုလို့ရှိရင်အလဲမှာဖောက်တဲ့ဟာကြီးကြံသေးတယ် okay အလဲမှာဖောက်တဲ့ဟာကြီးကကြတော့ဒီဘက်မျက်နှာပြင်ကနေပြီးတော့ဟိုဘက်ကို20နောက်သူအကွာဝေး20ပြီးလို့ရှိရင်အဲ့ဒီအလဲမှာဖောက်တဲ့တစ်ခုနဲ့တစ်ခုနဲ့အကွာဝေးကကြတော့15เนาะအဲ့ဒါကိုအရင်ဆုံးလုပ်ကြမယ်20နဲ့15 okay ဒီပုံမှာပဲကျွန်တော်အဲ့ဒါဘာကိုသုံးလဲဆိုလို့ရှိရင်ဒီကောင်เนาะslot လေးကိုသုံးမယ်လို့ရှိရင်ကျွန်တော် center slot သုံးနေတယ် center slot center slot ကိုကျွန်တော်သုံးရမယ်ရောက်လောက်လေးယူလိုက်မယ် okay 90ဖြစ်အောင် okay ပြီးလို့ရှိရင်နည်းနည်းလေးလုပ်ပေးလိုက် okay ဆိုတော့ဒီကနေပြီးတော့ဒီအထိက15ပြည့်အတွက်15လောက်လိုက်မယ်ပြီးလို့ရှိရင်ဒီကနေပြီးတော့ဒီအထိကွာဝေးကကျွန်တော်တို့ပြန်သွားကြည့်မယ်ဘယ်လောက်လဲ20 okay 20ဖြစ်တဲ့အတွက်ကျွန်တော်20ကိုသတ်မှတ်လိုက်မယ် okay ဟုတ်ပြီဒါရပါပြီပြီးလို့ရှိရင်ဒီကနေပြီးတော့ဒီအထိကွာဝေးကိုကျွန်တော်သတ်မှတ်အောင်ဘာလို့ဆိုတော့ဒီဘက်ကိုကြော်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့သတ်မှတ်မယ်ဆိုလို့ရှိရင်ဒီကောင်းရဲ့ကွာဝေးက50ဖြစ်ကြပြီးလို့ရှိရင်ဒီဘက်ဒီဘက်အဆုံးနဲ့ဒီဆက်လော့လေးနဲ့နော်ဆက်လော့ဒီဘက်အစနဲ့ကြတော့ဘယ်လောက်ကွာဝေးလဲဆိုလို့ရှိရင်ကျွန်တော်10အကွာဝေးရှိရယ် okay 10ကွာဝေးရှိရယ်အဲ့အောင်မှတ်ထားမယ်50ရဲ့10ရဲ့ဝင်မယ်ဆိုတော့ဒီကောင်က50 okay 50ပြီးလို့ရှိရင်ဒီဘက်အစရယ်ဒီဘက်အဆုံးလေးရကြတော့10 okay ဗျာရပါပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင် extrude cut နဲ့တော့ဖြတ်ချလိုက်မယ် up to next ဆိုပြီးတော့ဖြတ်ချလိုက်ပြီ okay ဆိုတော့သူလိုချင်တဲ့ဟာလေးကိုကျွန်တော်တို့ရပါပြီเนาะရပါပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်ကြမလဲဆိုရင်ဟိုးဘက်အောက်မှာပုံနေအသားလေးရှိရအဲ့ဒါဘယ်လောက်လဲဆိုလို့ရှိရင်10ဖြစ်တဲ့အတွက်ကျွန်တော်တို့သွားပြီးတော့ပုံနေအသားကိုကျွန်တော်ထပ်တက်ကမှာပေါ့လေဆိုတော့ဒီဘက်ယူမယ်ပြီးလို့ရှိရင်ကျွန်တော် corner ယူမယ် okay corner ယူထားတယ်ဒီကနေပြီးတော့ဒီထိဒါ10 okay ပြီးလို့ရှိရင်ဒီကနေပြီးတော့ဒီထိကိုလည်းဒီကနေပြီးတော့ဒီထိကိုလည်းကျွန်တော်10ပေးလိုက်မယ် okay ဗျာချက်ပြန်ပြီးတော့ dimension ပြန်သွားကြည့်မယ်မှဆိုလို့ okay ဟုတ်တယ်10
okay 10เนาะဒီကနေရောဒီထိကကြတော့သူက26ဆိုတော့ကျွန်တော်တို့ calculation တွေကျွန်တော်လုပ်ကြမယ်เนาะ calculation ဆိုတော့26အနှုတ်15ဆိုလို့ရှိရင်17ဖြစ်ကြမှာဆိုတော့သူကဒီဟိုအပေါ်ဆုံးကနေပြီးတော့ base ရဲ့အပေါ်ပြားနေပြီးတော့ဟိုအောက်ဆုံး base အောက်ပြားထိเนาะဒီပုံနဲ့အောက်အပြားထိရဘယ်လောက်ရှိမလဲဆိုရင်26ရှိမယ်26ကိုမှကျွန်တော်တို့က base အပြားကျတော့15ဆိုတော့ဒီအောက်ကိုသွားမဲ့အပုံနေရဲ့အသားရဲ့အမြင့်ကကြတော့17ဖြစ်ကြမှာ okay 17ဖြစ်ကြမှာဆိုတော့ကျွန်တော်တို့ချက်ပြန်သွားမယ်ဒီကောင်လေးက17ဖြစ်ကြမှာ okay ဗျာဆိုတော့ကျွန်တော်တို့ student box ကိုတောင်းမယ် okay direction ရပြောင်းမြန်လို့ရှိရင် f2 surface ကိုတောင်းမယ်ဒီလိုသွားလိုက်မယ် okay ကျွန်တော်လိုချင်တာတွေရသွားပြီဗျာဒီကနေကြည့်လိုက်မယ် okay ဆိုတော့ကျွန်တော် dimension မှန်သွားကြည့်မယ် evaluate ကြည့်မယ် measurement ဆိုတော့ဒီကနေပြီးတော့ဒီထိဟာ26ကွက်တီပဲဗျာ26ကွက်တီပဲ okay ပြီးလို့ရှိရင်ဒီကောင်လေးကိုသွားစစ်မယ်ဒီကောင်ဆိုလို့ရှိရင်120 okay ပြီးလို့ရှိရင်ဒီကောင်စစ်မယ်ဒီကနေပြီးတော့ဒီထိ52 okay အဲဆိုလို့ရှိရင်ပြန်ကြည့်မယ်120 52 okay ပြီးလို့ရှိရင်စာကဲကိုလည်းသွားကြည့်မယ် diameter 30ရဲ့နော် diameter 30ဟုတ်မဟုတ်သွားကြည့်မယ် diameter 30ဟုတ်မဟုတ်သွားကြည့်မယ် okay ဗျာနော် diameter 30 mm okay ဆိုတော့ဒီကနေပြီးတော့ဒီ equal weight လေးကိုလည်းသွားကြည့်မယ်နော်ဒီကနေဒီ equal weight ဆိုလို့ရှိရင်ဘယ်လောက်လဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာမြင်ရတာမသိတိတ်မမြင်ရအောင်နော်ဆိုတော့ဒီကနေပြီးတော့ဒီထိနော်20နော်20ဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးသွားတိုက်ပြီးတော့စစ်ကြည့်မယ်ဒီကနေပြီးတော့အလဲရနေပြီးတော့ဒီထိဖြစ်နေတာဒီကနေဒီဖြစ်နေတာဆိုတော့ကျွန်တော်အမှလိုနေတာဖြစ်တဲ့အတွက်ကျွန်တော်ကဘာလုပ်မလဲဆိုတော့သွားပြီးတော့ short မယ်ဗျာ short မယ် okay သွားပြီး short မယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုဒီမှာကျွန်တော်ဒီကောင်ကိုdimension ပဲဘာညာသွားပြင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ကိုသုံးပြရတယ်ဆိုတော့ဒီမှာ okay ဆိုတော့ဒီ dimension อ่ะကျွန်တော်မဟုတ်ဘူးဆိုတော့ဒီကနေပြီးတော့ဒီထိမှာ20လို့ကျင်တာသူကဒီမှာဆို29အောင်ဖြစ်နေဆိုတော့20လို့ကျင်20ပေးလိုက်မှာပေါ့ဆိုတော့ကဲဗျာเนาะဖြစ်သွားပြီဆိုတော့ပြောင်းပြန်ဖြစ်သွားပြီ okay เนาะအဲ့ဒါလေးကိုတစ်ချက်ပြန်တိုက်မယ်ဆိုလို့ရှိရင် evaluate တဲ့ဝင် measure လေးကိုကြည့်ဒီကနေပြီးတော့ဒီထိเนาะဒီဆိုလို့ရှိရင်12.5ဆိုတော့12.5ဒီကနေပြီးတော့ဒီထိကြည့်မှာ20ဟုတ်လားဒီမှာဗာလဲဆိုလို့ရှိရင်အပြလိုင်းလေးကိုကြည့်လိုက်20 okay ဗျာဆိုတော့20ဆိုတော့သူလိုချင်20မှဟုတ်ရဲ့လားဆိုတော့ကျွန်တော်ပြန်သွားတိုက်ကြည့်เนาะဒီအလဲကနေပြီးတော့ဒီဘက်ဒီကို20ဆိုရင်20ဖြစ်သွားပြီเนาะဆိုတော့ဒီ slot ရဲ့ဒီအရှိကကြတော့50တဲ့ကျွန်တော်အဲ့အောက်လေးသွားတိုက်ကြည့်မယ်50ဟုတ်လားမဟုတ်လားပေါ့เนาะဒီကနေပြီးတော့ဒီဘက်အဆုံးထိဗျာဒီကနေဒီဘက်အဆုံးထိဆိုလို့65တောင်ဖြစ်နေတယ်ဆိုတော့65ဖြစ်နေတဲ့အတွက်ကျွန်တော်တို့သွားပြီးပြန် short မယ် short မှာဖြစ်တဲ့အတွက်ဒီကောင် short မှာဖြစ်တဲ့အတွက်ဒီကောင် next ဒီကောင် next ကျွန်တော်50ပဲပေးထားခဲ့တာ50ဆိုလို့ရင်သူကဒီကနေပြီးတော့အဆုံးကနေဒီအထိကို50နဲ့တူတယ်ဆိုလို့ရှိရင်ဆိုတော့ဒီအစနေဒီဘက်အစပေါ့ဆိုလို့ရှိရင်50ဗျာ okay เนาะ okay နော်သူလိုချင်တဲ့ဟာလေးကဒီလိုဆိုတော့လဲကျွန်တော်တို့ဒီလိုလေးပြင်ပေးရတာပေါ့ဗျာနော်ဒီ ID ရတော့10ပဲ okay ဟုတ်သွားပြီဆိုတော့ဒီစာကယ်ရဲ့เนาะဒီအလဲအစာကယ်လေးပေါ့အလဲအစာကယ်လေးနဲ့ဟိုအောက်နေရကြတော့
30ရှိတယ်ဆိုတော့အဲ့ဒီကောင်လေးကိုကျွန်တော်30ရှိတာမရှိတာသွားပြီးတော့တိုက်ကြည့်မယ်မရှားလေးဝင်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကနေပြီးတော့ဒီကနေပြီးတော့ကျွန်တော်တို့ဒီကောင်အလဲဆန်းတော့ထောက်မရဘူးလဲဆန်းတော့ထောက်မရတော့ဒီဘက်ကိုယူကြည့်လိုက်မယ်โอเคဒီတိုင်းစစ်လို့မရဘူးဒီတိုင်းစစ်လို့မရဘူးဆိုလို့ရှိရင်ဒီမျက်နှာကိုသွားလိုက်မယ်ဒီမျက်နှာသွားပြီးတော့ကျွန်တော်တို့dot center line ယူလိုက်မယ် center line ယူမယ် center line ဒီကနေပြီးတော့ဒီထိပေါ့ okay เนาะ center line ယူပါပြီယူပါဆိုလို့ရှိရင် dimension နဲ့တိုက်ကြည့်လိုက်ဆိုတော့ဒီကနေပြီးတော့ဒီထိ okay 30เนาะဒီကနေပြီးတော့ဒီထိဒီအလဲအားဟာလေးနဲ့ဟိုအောက် base ထိက30ဖြစ်တဲ့အတွက်ကျွန်တော်တို့30မှန်လားမမှန်လားဟောဒီမှာကျွန်တော် wrong ဖွင့်လာခဲ့တယ် okay ဒီမှာဒီကနေပြီးတော့ဒီထိက30ဖြစ်တဲ့အတွက်ကျွန်တော်သွားကြည့်မယ်30ကွက်တိဗျာကွက်တိ okay ဆိုတော့ဒီ video မှာဆိုလို့ရှိရင်ဒါကျွန်တော်ဥမာလွဲခဲ့လို့ရှိရင်ဘယ်လိုသွားပြီးပြင်လို့ရမလဲအဲ discussion မှာဘယ်လိုသွားပြင်လို့ရမလဲ dimension တွေဘယ်လိုတိုက်လို့ရလဲဆိုတာဟုတ်တာဒီ video မှာတစ်ခါပြောခဲ့တာပေါ့ဆိုတော့ဥမာကိုရေးပွားရင်တော့ကိုဆွဲပွားရဆိုလို့ရှိရင်တော့ပြန်ပြီးတော့တိုက်ကြည့်မှားတယ်ဆိုလို့ရှိရင်လည်းသွားပြီးတော့ပြင်လို့ရတယ်ပေါ့အရင်ရှုပ်တဲ့အဆင့်တွေဆိုလို့ရှိရင်တော့ပြောမှဆိုလို့ရှိရင်အသေးစိတ်ပြန်လိုက်ကြတာပေါ့ဆိုတော့ဒီမှာဆိုလို့ရှိရင်ကြတော့အရင်လည်းရှုပ်တဲ့ဥစ္စာမပါဘူးဆိုတော့လွယ်လေးနဲ့နေမယ်ကျွန်တော်ပြင်လို့ရတယ်ဆိုတော့ဒီလိုကတော့ဒီလောက်ပါပဲ